ဒီကနေ့ပြောပြမယ့်အကြောင်းအရာကိုယူကရိန်းအရှေ့လို့ထင်နေရင်တော့မှားပါတယ်နော်2023ခုနှစ်ဇူလိုင်လ19ရက်နေ့မှာအစ္စရေးကဒမကတ်စ်ပေါ်ပုံကျဲပြီးတဲ့နောက်မှာဆီးရီးယားကအခြေအနေတွေပို့ပြီးတော့ကျင်းမာလာပါတယ်ဒီလိုအခြေအနေမှာတော့နိုင်ငံတကာအဖွဲ့အစည်းကအစ္စရေးကိုစန့်ကျင်ပြီးတားဆီးပိတ်ပင်မှုတွေမလုပ်နိုင်ကြတော့တာအမှန်ပါပဲဒါကြောင့်မလို့တခြားနိုင်ငံပေါင်းများစွာကအစ္စရေးကိုမကြေမနက်ဖြစ်လာပြီးတော့ပြစ်တင်ရှုတ်ချလာတာမလို့ကျင်းမာမှုအခြေအနေတွေကပုံမှုဆွေးရလာပါတယ်အီရန်ကအစ္စရေးကိုမုန်းကြီးမုန်းတဲ့နိုင်ငံတွေကတနိုင်ငံဖြစ်တယ်ဆိုတာကိုလူတော်တော်များများသိထားပါတယ်။သူတို့ကြားတွေကဆက်ဆံရေးကတိတ်ကိုဆွေးရလုံးတာမလို့အီရန်ကအစ္စရေးကိုကမ္ဘာမြေပုံပေါ်ကနေပျောက်သွားအောင်ကိုရှင်းပစ်ချင်ပါတယ်။ဒါပေမဲ့1989ခုနှစ်အီရန်ဒေါ်လာရှိစစ်ပွဲမဖြစ်ခင်မှာအီရန်နဲ့အစ္စရေးကမဟာမိတ်နိုင်ငံတွေအဖြစ်ရပ်တည်ခဲ့ပြီးနှစ်နိုင်ငံလုံးမှာအင်အားကြီးမားတဲ့စစ်တပ်နဲ့စီးပွားရေးပူးပေါင်းမှုတွေရှိခဲ့ပါတယ်။အီရန်ကအစ္စရေးနိုင်ငံရှိကိုပိုင်လွတ်လပ်ရေးကိုအတိမတ်ပြုတဲ့ဒုတိယမြောက်မွတ်စလင်နိုင်ငံဖြစ်ပြီးအီရတ်စစ်ပွဲကာလမှာလည်းအစ္စရေးကအီရန်ကိုစစ်လက်နက်ပစ္စည်းတွေအကူအညီထောက်ပံ့ခဲ့ပါတယ်။အဲဒီချိန်တုန်းကအီရန်ကရှမ်မိုဟာမက်ရီဇာအုပ်ချုပ်မှုအောက်မှာရှိနေတာဖြစ်ပြီးတော့အမေရိကန်နိုင်ငံအစ္စရေးနိုင်ငံတို့နဲ့ဆက်ဆံရေးကလည်းကောင်းမွန်နေပါတယ်။1989ခုနှစ်အီရန်ဒေါ်လာရေးစစ်ပွဲဖြစ်ပွားပြီးတဲ့အချိန်မှာတော့ဖလဗီစစ်အုပ်စုပြုတ်ကွဲသွားခဲ့ပြီးတော့ရှီယာအစ္စလာမစ်ဆလရတ်နဲ့အရာထိုလာခိုမီနီတို့အစားထိုးဝင်ရောက်လာတာကြောင့်အရာအလုံးပြောင်းလဲခဲ့ပါတယ်။အဲဒီစစ်အုပ်စုရေးကာလမှာတော့အစ္စရေးကအရှေ့လယ်ပိုင်းဒေသကအင်အားကြီးဆုံးအင်ပါယာတစ်ခုဖြစ်နေရပ်တည်နိုင်ခဲ့ပြီးအမေရိကန်နဲ့ဆက်ဆံရေးပုံမကောင်းမွန်လာပါတယ်။အီရန်ကတော့အစ္စရေးကိုအာရပ်မွတ်စလင်တွေရဲ့ကုန်းမြင့်ပြင်ကိုမတရားသိမ်းပိုက်ထားတဲ့တရားမဝင်နိုင်ငံတနိုင်ငံအဖြစ်သာမြင်ခဲ့ပါတယ်။အစ္စရေးကလက်ဘနွန်ကိုကျူးကျော်ခဲ့တဲ့1982ခုနှစ်နောက်ပိုင်းမှာတော့အီရန်နဲ့အစ္စရေးကြားကကျင်းမာမှုတွေကတစားတစားကိုပုံမှုကြီးထွားလာပါတယ်။အဲဒီနောက်မှာတော့အီရန်ကများပြားလာတဲ့မွတ်စလင်တော်လှန်ရေးတပ်သား1500ကိုလက်ဘနွန်စီကိုဆစ်လုပ်ခဲ့ပါတယ်။မမွန်အမတ်တင်တဲ့ချက်ရဲ့တဒန်းတိုးချိန်အတွင်းမှာလည်းအီရန်ကအစ္စရေးမုန်းတီးနိုင်ငံတနိုင်ငံအဖြစ်နဲ့ဆက်လက်ရည်တည်ခဲ့ပါတယ်။အစ္စရေးနိုင်ငံကိုကမ္ဘာမြေပုံပေါ်ကနေပျောက်ကွယ်သွားစေခြင်းနဲ့အီရန်ကောင်းဆောင်တယောက်ပေါ်ရှင်။အီရန်နဲ့အစ္စရေးနိုင်ငံရဲ့ဆက်ဆံရေးတင်းမာမှုဖြစ်စေတဲ့နောက်ထပ်ပြဿနာတစ်ခုကအီရန်ရဲ့နျူကလ িয়ার ပရိုဂရမ်ပဲဖြစ်ပါတယ်။အစ္စရေးဘက်ကဒီပရိုဂရမ်တွေကိုချိန်ချမှုဖြစ်နေယူဆထားတာမလို့အီရန်နျူကလ িয়ার သိပ္ပံပညာရှင်9ဦးကို2010ခုနှစ်ကလေးကအလို့ကျန်တက်ဖြတ်ခဲ့ပါတယ်။ဒီထဲမှာလူသိများကြော်ကြားတဲ့သိပ္ပံပညာရှင်မိုဆန်ဖက်ဂရီဆာတာတော်မှအသက်ခံရပါတယ်။သတင်းမီဒီယာတွေရဲ့တင်ပြချက်အရသူက8လကြာလေ့ကျင့်သင်ကြားပေးထားတဲ့အစ္စရေးအေဂျင့်အယောက်20ရဲ့လူကျန်တက်ဖြတ်ခြင်းကိုခံခဲ့ရတယ်လို့သိရပါတယ်။အစ္စရေးရဲ့ဒီလိုလုပ်ရက်တွေကအီရန်နျူကလ িয়ার ပရိုဂရမ်တွေကိုဘယ်လောက်ထိအလိုမရှိလဲဆိုတာကိုသိတာထင်ရှားစေပါတယ်။ဆီးရီးယားကအစ္စရေးကိုမုန်းတီးတဲ့နိုင်ငံတနိုင်ငံအဖြစ်နဲ့အချိန်ကြာကြီးရည်တည်ခဲ့ပါတယ်။အစ္စရေးလွတ်လပ်ရေးကြီးညာခဲ့တဲ့1948ခုနှစ်ကလေးကဆိုတော့မပြေလည်မှုတွေကအီရန်ထက်တောင်ပိုဆိုးနေပါတယ်။အချက်လက်ရဆိုရင်တော့အစ္စရေးကကိုပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံတနိုင်ငံအဖြစ်နဲ့တရားဝင်ကြီးညာခဲ့တာမလို့ဆီးရီးယားတပ်တွေပါတဲ့တခြားမွတ်စလင်နိုင်ငံတွေကအစ္စရေးကိုချက်ချင်းဆိုသလိုကျူးကျော်တိုက်ခိုက်ကြပါတယ်။အဲ့ဒီပရိပက္ခစစ်ပွဲတွေကြောင့်ထိခိုက်ကြဆုံးများစွာဖြစ်ပေါ်ခဲ့ပြီးတော့1968ခုနှစ်က6ရက်ကြာတဲ့စစ်ပွဲမှာအစ္စရေးဆီးရီးယားဂျော်ဒန်နဲ့အီဂျစ်တို့ပါဝင်ခဲ့ပါတယ်။စစ်ပွဲပြီးဆုံးသွားပြီးနောက်မှာတော့အစ္စရေးကဆီးရီးယားနယ်မြေဒေသဖြစ်တဲ့မြောက်ဘက်ပိုင်းကဂိုလန်ကုန်းပြင်မြင့်တွေပါဝင်ဘေးပတ်ဝန်းကျင်ကနယ်မြေတွေကိုပါသိမ်းယူခဲ့ပါတယ်။ဒါကြောင့်အချင်းချင်းပြောရရင်တော့အီရန်နဲ့အစ္စရေးနိုင်ငံသားတွေကရန်ညွှန်းရန်စားတွေကစစ်ပွဲပြီးသွားတာမှဆက်လက်ကျန်ရှိနေပါသေးတယ်။စစ်ပွဲပြီးသွားတဲ့နောက်မှာနယ်မြေဒေသတွေအကြောင်းကိုညှိနှိုင်းဆွေးနွေးဖို့ကြိုးစားခဲ့ပေမဲ့ဘယ်တော့မှသဘောတူညီမှုမရခဲ့ပါဘူး။1948အာရပ်အစ္စရေးစစ်ပွဲပြီးချိန်မှာတော့အစ္စရေးနဲ့လက်ဘနွန်ကြားကပရိပက္ခတွေကတစားပုံမကျင်းမာလာပါတယ်။တပိုင်းချောင်းကိုပြန်ပြောရရင်လက်ဘနွန်ကစစ်ပွဲမှာပါဝင်ခဲ့တာမှန်ပေမဲ့1949ခုနှစ်မှာအစ္စရေးနဲ့အပြစ်ခတ်ရစဲခဲ့တဲ့အာရပ်လိဂ်ထဲကပထမဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဒါကြောင့်မို့အစ္စရေးနဲ့ပြည်ပခါဖြစ်နေတဲ့တခြားအာရပ်နိုင်ငံတွေနဲ့နှိုင်းယှဉ်ကြည့်ရင်လက်ဘနွန်နဲ့အစ္စရေးနိုင်ငံခြားတွေကနေဆက်ကအငြင်းချမ်းဆုံးဖြစ်ပါတယ်။လက်ဘနွန်ကဘာသာစုံနေထိုင်ကြတဲ့နိုင်ငံဖြစ်ပြီးကျန်းနှစ်သက်တဲ့ဘာသာကိုလွတ်လပ်ကိုးကွယ်ခိုင်းထားပါတယ်။အကျဉ်းချုပ်ပြောရရင်နိုင်ငံကောင်းဆောင်ကခရစ်ယာန်ဖြစ်ပြီးဝန်ကြီးချုပ်ကတော့အစ္စလမ်ဘာသာဝင်ဖြစ်ပါတယ်။အစ္စရေးနိုင်ငံကိုပထမဆုံးတည်ထောင်တဲ့အချိန်တုန်းကလည်းလက်ဘနွန်ကဂျူးလူမျိုးတွေအတွက်ဘေးကင်းလုံခြုံတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ပါလက်စတိုင်းလူမျိုးရေးအဖွဲ့အစည်းမှလက်ဘနွန်ကိုစုဆောင်းခဲ့တာမို့လို့မွတ်စလင်နဲ့ခရစ်ယာန်တွေကြားကဟန်ချက်ညီမှုပြပြခဲ့ပါတယ်။1980အတွင်းမှာဖြစ်ပွားခဲ့တဲ့ပြည်ပခစစ်ပွဲတွေကိုတော့
Lebanese ပြည်တွင်းစစ်ဖြစ်တဲ့လူသိများပါတယ်။ဒီစစ်ပွဲဖြစ်တဲ့ကာလအတွင်း Israel က Lebanon မှာရှိတဲ့ Christian ပြည်သူစစ်နဲ့မဟာမိတ်ယူနိုင်တဲ့အခွင့်အရေးကိုရရှိခဲ့ပါတယ်။ကြားလက်အနေနဲ့ကြည့်ရင်တော့ Lebanon နဲ့ Israel နိုင်ငံကြားတွေကဆက်ဆံရေးတွေကတိတ်မတိုးတက်ခဲ့ပါဘူး။ Lebanon တောင်ဘက်ပိုင်းကို1982ခုနှစ်ကနေ2000ခုနှစ်အထိသိမ်းယူထားတာမလို့ Lebanon တွေက Israel ကိုမထိမှန်မြင်ဆက်ဆံလာပါတယ်။အဲ့ဒီအပြင် Lebanon မှာရှိတဲ့ Hezbollah အုပ်စုက Israel ရဲ့ကြီးမားဆုံးချင်းချောက်မှုတစ်ခုဖြစ်ပါတယ်။အဲဒီအာရပ်နိုင်ငံတွေအပြင်မြောက်ကိုရီးယားကအစ္စရေးကိုအကြောင်းကြောင့်မုန်းတီးနေပါတယ်။သူတို့ကြားတွေကတန်တမန်ဆက်ဆံရေးတွေမရှိကြသလိုသူတို့နှစ်နိုင်ငံကြားထဲမှာရှီလျားတဲ့စစ်ပွဲသမိုင်းကြောင်းတွေမရှိပါဘူး။အစ္စရေးကအမေရိကန်နဲ့နိကကဆက်ဆံတဲ့မဟာမိတ်နိုင်ငံတနိုင်ငံဖြစ်တဲ့အပြင်ကိုရီးယားစစ်ပွဲတုန်းကတောင်ကိုရီးယားကိုအစ္စရေးကကူညီထောက်ပံ့ပေးခဲ့တာကြောင့်အစ္စရေးနဲ့မြောက်ကိုရီးယားကြားထဲမှာလည်းမပြေလည်တဲ့တင်းမာမှုတွေရှိပါတယ်။ဒါကြောင့်မြောက်ကိုရီးယားနိုင်ငံကအစ္စရေးနိုင်ငံရဲ့လွတ်လပ်ရေးကိုအတိမတ်မပြုဘဲပါလက်စတိုင်းတွေဘက်ကိုသာအားပေးထောက်ခံခဲ့ပါတယ်။ရှားလက်နေနဲ့မြောက်ကိုရီးယားကအီရန်၊ဆီးရီးယား၊လစ်ဗျားတို့ကိုဒုံးကျည်တင်ပို့တဲ့နိုင်ငံတနိုင်ငံဖြစ်လာပြီး1983ခုနှစ်ယောင်ကဘာစစ်ပွဲဖြစ်ပွားတဲ့အချိန်မှာအီဂျစ်ကိုပိုင်းလော့အယောက်20နဲ့စစ်သား19ယောက်ထိကိုတင်ပို့ပေးခဲ့ပါတယ်။2014ခုနှစ်မှာဖြစ်ပွားခဲ့တဲ့အစ္စရေးနဲ့ဂါဇာကြားကပရိပခစစ်ပွဲတုန်းကလည်းမြောက်ကိုရီးယားကဟာမတ်စ်နဲ့ငြိမ်းချမ်းရေးရှုသင့်တယ်လို့ပြောဆိုခဲ့ပါတယ်။အစ္စရေးကလည်းမြောက်ကိုရီးယားလက်ရှိလှုပ်ဆောင်နေတဲ့နျူကလ িয়ার ပရိုဂရမ်တွေကကမ္ဘာလုံခြုံရေးကိုချင်းချောက်လာလိမ့်မယ်လို့သတိပေးပြောဆိုခဲ့ပါတယ်။ဒီတင်းမာမှုအခြေအနေတွေမှာလူတော်တော်များများသတိမထားမိတဲ့နိုင်ငံတနိုင်ငံကတော့အင်ဒိုနီးရှားပဲဖြစ်ပါတယ်။အကြောင်းရင်းကတော့ကိုလိုနီပြုမှုတိုက်ခိုက်ရေးကိုဖော်ထုတ်ထားတဲ့ဥပဒေပြဋ္ဌာန်းချက်ကြောင့်ဖြစ်ပါတယ်။ဒါက2019ခုနှစ်ကအစည်းအဝေးတစ်ခုမှာအင်ဒိုနီးရှားသမ္မတနိုင်ငံရဲ့နိုင်ငံသားဝန်ကြီးထုတ်ပြန်တဲ့စီမံစည်းကမ်းတွေပဲဖြစ်ပါတယ်။ဒီထဲမှာအင်ဒိုနီးရှားနိုင်ငံကအစ္စရေးနိုင်ငံနဲ့တန်တမန်ရေးရာပတ်သက်ဆက်နွယ်မှုမရှိဘူးလို့ရှင်းသားထားပါတယ်။ဒါကြောင့်မလို့အင်ဒိုနီးရှားကသူ့နိုင်ငံမှာကျင်းပခဲ့တဲ့ U20 ကမ္ဘာဖလားမှာအစ္စရေးကိုပါဝင်ရှင်ပြိုင်ခွင့်မပြုခဲ့ပါဘူး။ဒီလိုတရားဝင်ထုတ်ပြန်ချက်မကြေညာခင်1958ခုနှစ်ဆွီဒင်ကမ္ဘာဖလားချစ်စစ်ပွဲမှာလည်းအင်ဒိုနီးရှားနိုင်ငံအသင်းကအစ္စရေးနဲ့ရှင်ပြိုင်ကစားဖို့ညှိဆိုခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံကကမ္ဘာဖလားချစ်စစ်ပွဲမှာခြေလန်တလန်နောက်ဆုတ်ခဲ့ရုံနဲ့မဟုတ်ဘဲနဲ့အစ္စရေးနိုင်ငံနဲ့လုံးဝပတ်သက်ဘူးလို့တရားဝင်သက်သေပြခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အင်ဒိုနီးရှားနိုင်ငံကလည်းအစ္စရေးကိုမုန်းတီးနေတဲ့နိုင်ငံတွေကတနိုင်ငံအဖြစ်နဲ့ရပ်တည်နေပါတယ်။ဒါပေမဲ့အင်ဒိုနီးရှားနဲ့အစ္စရေးနိုင်ငံသားတွေကအပြန်အလှန်ဆက်ဆံရေးတွေရှိနေဆဲဖြစ်ပြီးဒေါ်လာ10သန်းနီးပါးတန်ဖိုးရှိတဲ့တင်သွင်းကုန်တွေကိုအစ္စရေးစီက20နှစ်တိုင်ရရှိနေပါတယ်။အစ္စရေးနဲ့ဆက်ဆံရေးမကောင်းတဲ့တခြားနိုင်ငံတနိုင်ငံကမွတ်စလင်နိုင်ငံမဟုတ်တဲ့ဗင်နီဇွဲလားနိုင်ငံပဲဖြစ်ပါတယ်။အချက်လက်တွေရဆိုရင်တော့အဲ့ဒီချိန်တုန်းကဗင်နီဇွဲလားသမ္မတဟူဂိုရှောဗစ်ဖြစ်ပြီးတော့2009ခုနှစ်ဂါဇာဒေသကအစ္စရေးစစ်စင်ရေးစတင်ဆန္ဒပြတဲ့အနေနဲ့သူ့ရဲ့နိုင်ငံကအစ္စရေးတန်တမန်နဲ့တန်တမန်ရေးဝန်ထမ်းတွေအကုန်လုံးကိုနှင်ထုတ်ခဲ့ပါတယ်။ဗင်နီဇွဲလားကအစ္စရေးကိုအကြမ်းဖက်တဲ့နိုင်ငံတနိုင်ငံအဖြစ်နဲ့ညှို့ဆိုထားပြီးတော့နိုင်ငံတကာဥပဒေတွေကိုလည်းပြင်းပြင်းထန်ထန်ရှုတ်ချထားပါတယ်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့အတွက်တင်ဆက်ပေးမှုလေးကတော့ဒီလောက်ပါပဲ။နောက်ဆက်အားပေးတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရရှင်။